အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိုးကနေပြီးတော့မိုးမြစ်ချင်လေးရှိနေတော့မြစ်ချင်တဲ့ငါးကောင်းလေးကိုချက်ပြီးတော့အာရပါရထမင်းစားမှာပဲဖြစ်ပါတယ်ခင်ဗျာအခုအိုးကနေပြီးတော့မြစ်ချင်ချက်ရန်အတွက်ကိုကြက်သွန်ဖြူချင်းရုပ်သီးခွဲချမ်းလေးထောင်းပြီးတော့စီလေးကိုကြစ်လက်ဖြစ်အောင်စီလေးတေချာတက်ပြီးတော့စီတက်တဲ့ထဲမှာပဲရတာလေးကိုထပ်ထည့်ပြီးတော့ငါးကောင်းလေးတွေနဲ့မြစ်ချင်လေးတွေကိုအာရပါရရောပြီးတော့ချက်ထားပါတယ်ခင်ဗျာငါးကောင်းနဲ့မြစ်ချင်လေးတွေကိုအနှစ်နဲ့တမအောင်အာရပါရမွေပြီးရေလေးတွေကိုမြုပ်အောင်ထည့်ပြီးတော့အဖုံးလေးဖုံးပေးတတ်ပြမယ်ခင်ဗျာရှည်လေးစူပွက်လာပြီဆိုလို့ရှိရင်ငါးကောင်းမြစ်ချင်တဲ့ကိုပဲပြားလေးနဲ့ငရုတ်သီးစိမ့်လေးရယ်ရှမ်းနံလေးအုပ်ပြီးတော့တခါပေါပွက်မြည်အောင်တည်ထားလိုက်ပါမယ်ခင်ဗျပေါပွက်လေးမြည်ပြီးတော်ရတာလည်းကောင်းပြီဆိုရင်ကောင်းမွန်တဲ့ငါးကောင်းမြစ်ချင်လေးကိုစားအားလုံးပဲမင်္ဂလာပါဒီနေ့အိုးကနေပြီးတော့ပေါလေးဖြစ်တဲ့ငါးကောင်းမြစ်ချင်လေးကိုချက်ပြီးတော့အာရပါရထမင်းစားမှာပဲဖြစ်ပါတယ်ခင်ဗျာအပြီးရေတိုးစရာနဲ့တရက်သီးလေးတွေနဲ့ဒီရုံးမရည်သီးကြက်ဥစီပီကြက်ဥပေါင်းကြော်လေးနဲ့စားမယ်ပေါ့နော်ခုဆိုရင်ငါးကောင်းလေးပေါ့ငါးကောင်းကြီးရလဲအကြီးဟပ်ပလုတ်ကြီးโอเคစားကြပါအောင်ငါးကောင်းကြီးရတော့ရှယ်ကောင်းငါးကောင်းလေးရယ်မြစ်ချေရောပဲပြားဒီမှာမြစ်ချေလေးထည့်မယ်ရေအောင်ပဲပြားစားကြည့်လိုက်ဟောမြစ်ချေတုံးလိုက်ကောင်းနော်နော်ငါးကောင်းကြလေပြီးတော့အသားတွေဖြစ်နေတာဟုတ်ငါးကောင်းသားလေးနဲ့စားကြပါဦးဒီပါကောဘာဘာကောင်းတယ်ငါကောင်းတယ်စိတ်ကောင်းတယ်ဟုတ်ပါငါကောင်းရအစလုံးကွယ်ကောင်းရောတော်စားကောင်းတယ်ညချင်လေးကနှုတ်အိညာိတက်ကြီးတို့လည်းအော်လို့ပဲငါးကောင်းမြစ်ချင်လေးကိုအားရပတ်ရချက်စားကြည့်ပါခင်ဗျာအရန်စားကောင်းတယ်အော်ကတော့ထမင်းအရန်မိန်ပြီးထမင်းတွေအများကြီးစားလိုက်တယ်
ငါးကောင်းကလည်းဣပြီးတော့အရန်စားလို့ကောင်းတယ်你这里呀人，这里呀，人家讲的对，偶尔吃得路呗，这在记住嘞。အားတဲ့ချိန်မှာငါးကောင်းမြစ်ချင်လေးဆက်စားပြီးတော့ထမင်းမိန်ကြပါသေးလို့ဟိုကဆူတောင်းရင်းနဲ့နှုတ်ဆက်ခဲ့ပါတယ်ဘိုင်းမိုင်ခင်ဗျာ